ဘယ်လိုပဲဖြစ်ဖြစ် pressure ကတော့ Man City ကဘုံမောင်းတဲ့အဲ့ဒီပွဲစဉ်39မှာရှိမယ် Arsenal ကတော့မနေ့ပြန်ကစားမယ် West Ham မှာရှိမယ်အဲ့နှစ်ပွဲရအဖြစ်ပဲတကယ်လို့ Arsenal ဒါမနေ့ပြန်နိုင်သွားလို့ရှိရင်တော့ Man City ဒီနေ့ရဖို့တိတ်တော့မလွယ်တော့ဘူးလို့ကျွန်တော်ထင်တယ်တကယ်လို့ Arsenal ချီချော်ခဲ့လို့ရှိရင်တော့ Sport ကနေတော့ပြန်လဲကြိုးစားပါအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Sport ကကုထဆိုးပါဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ review တွေအများကြီးလုပ်ရတဲ့နေ့တစ်နေ့တော့ဖြစ်တာပေါ့နော်ဒါ Premier League မှာတကယ်အသင်းကြီးတွေရဲ့ပွဲစဉ်တွေအများကြီးပါဝင်ခဲ့တယ်ဒါပေမဲ့အရှိပိုင်းပွဲစဉ်တွေမှာတော့အမှတ်လိုအပ်ချက်ရှူတောင်းအရာပဲဖြစ်ဖြစ်ပြီးတော့နှစ်သင်းရဲ့ရလက်အရာပေါ့နော်ဆိုလိုချင်တာဒါဒီပွဲမတိုင်ခင်မှာဆို Chelsea, Liverpool, Man United သုံးပွဲစလုံးကန်သွားတယ်ဒါပေမဲ့အဲ့ဒီသုံးပွဲစလုံးကလည်းပရိသတ်စိတ်ကြေနက်လောက်တဲ့ပွဲစဉ်မျိုးလည်းမဖြစ်ခဲ့ဘူးဘယ်အသင်းမှလည်းအနိုင်မရခဲ့ဘူးဘယ်အသင်းမှလည်းမရှုံးခဲ့ဘူးဆိုတော့နည်းနည်း11နဲ့စိတ်မဝင်စားဘဲနဲ့ပြီးနေတာပေါ့နော်ဆိုတော့အစောပိုင်းပွဲစဉ်နှစ်ပွဲရတော့ဒါပေမဲ့ Man City ရဲ့ပွဲစဉ်ကတော့ Title Race ကြောင့်လည်းပွဲမစခင်မှာအကျိတ်နေရှိခဲ့တယ်ပြီးတော့တစ်ဖက်က Brentford အတွက်ဆိုလဲဒါ B3 လုံးရဲ့အဆင့်6လူပွဲပေါ့ B3 လုံးဆိုတာ Brentford ရဲ့ Brighton ရဲ့အခုကန်တဲ့ Brentford ရဲ့ Brighton ဘုံပေါက်ခဲ့ပေါ့ဒီ3သင်းပေါ့ဒီ3သင်းကလည်းအဆင့်6နေရတော့တော်တော်လေးအကျိတ်နေဖြစ်နေအနေထားမှာဘုံပေါက်ကလည်း Fulham ကွင်းမှာနိုင်ပွဲရအောင်ကစားတယ် Brighton ကလည်းသူ့လို့ပြီးတော့ Wolves ကိုအိမ်ကွင်းမှာဂိုးပြတ်နိုင်တယ်ဆိုတော့ဒါ Brentford ကိုပဲတစ်ချက်ကြည့်ရတဲ့အနေထားပေါ့ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ Man City ကသူတို့အသင်းထုံးစံတာအိမ်ဝင်းမှာတော့အမှားရမရှိပဲနဲ့ဘယ်လိုပြောရမလဲဒီပွဲစဉ်မှာဂိုးပြတ်နိုင်ပွဲတစ်ခုယူတယ်ဒါ Everton နဲ့နေမှာဒါချီမချော်ခဲ့လို့ရှိရင်ဒီပွဲစဉ်က City ပရိသတ်တွေတော်တော်ပျော်ရမယ့်ပွဲစဉ်ပဲလုံးဝအပျော်ပေါ်အပျော်စစ်ပြီးတော့ဘန်လီနဲ့ပွဲမှာဂိုးတွေအများကြီးသွင်းမှုလုပ်တယ်တကယ်လေးတိုက်စစ်တွေတိုင်းဆင်တယ်ဒါပေမဲ့ဂိုးရလာအဖြစ် small margin လေးနဲ့ပဲပြီးသွားတယ်ဒီပွဲကတော့အိမ်ဝင်းမှာပထမပိုင်းမရသမျှဂိုးတွေကိုအတိုးချပြီးဒုတိယပိုင်းမှာယူသွားနိုင်တယ်ဆိုတော့ရှေ့မှာ Everton နဲ့ပွဲမှာဒါဂိုးအရေအတွက်အားဖြင့်sorry ဒီဂိုးရည်တာအဖြစ်ဆိုတာနိုင်ပွဲရထားခဲ့လို့ရှိရင်ဒီပွဲစဉ်ရဲ့ဂိုးရည်အတွက်ကတော့ Man City ပရိသတ်တွေတကယ်ပျော်ရမယ့်နေ့ပေါ့ဒါပေမဲ့ဒီနေ့ပွဲစဉ်ကတော့ဒီနေ့ပွဲစဉ်မှာလည်းအခြေအနေကောင်းနေပါသေးတယ်ဆိုလို့ကျင်တာလောလောဆယ်အနေထားရ Man City ရဲ့၄ပွဲကျန်တယ် Arsenal ရဲ့3ပွဲကျန်တယ်အဲ့တော့ကျွန်တော်အရှိမကျွန်တော်ရဲ့အမြင်ကိုပြောထားသလိုပဲပေါ့ Arsenal ဒီတော့ West Ham ကိုနိုင်ဒီနေ့ Premier League က Arsenal ဖလားပဲကျွန်တော်က Arsenal ကို39-38ကိုလုံးဝ 100% အနိုင်ပေးထားတယ်ဘာလို့လဲဆိုတော့ Palace က Conference League နဲ့အာရုံနောက်မဲ့ကိစ္စရှိတယ်ဘန်လီကလည်းဆင်းပြီးသားအသင်းဖြစ်တယ်အဝေးကွင်းဖြစ်တဲ့အတွက်ဘာမှလုပ်လို့မရအောင် Arsenal အိမ်ကွင်းနောက်ဆုံးပွဲဆိုတော့ဂိုးသွင်းခြင်းမဲ့ပွဲပဲဆိုတော့West Ham ကိုဒါချေမချော်လို့ရှိရင် West Ham ကကြတော့လုံးဝတကယ်ဘူလူပွဲလိုမျိုးအတကုံ fight လုပ်ရမယ်ပွဲစဉ်ပေါ့ Man City မှာအဲ့လို fight ဆရာဘုံမောင်းတဲ့ပွဲကြံနေသေးတယ် Man City လည်း Palace နဲ့နောက်ဆုံးပွဲစဉ် Villa နဲ့ကတော့အရန်အမှားရမရှိနိုင်အောင်ကျွန်တော်မြင်ပြီးဘာလို့လဲဆိုတော့အိမ်ဝင်းဖြစ်နေတယ်နောက်တစ်ချက်ကဒီနှစ်သင်းရဲ့အမှတ်လိုအပ်ချက်ကလည်းတအားကြီးမပြင်းထန်နေတော့ဘူးเนาะ Villa ကလည်းတစ်ဖက်မှာ Iron Side ကမယ်သူကတစ်ဖက်မှာချွတ်ချော်ခဲ့လို့ရှိရင်တော့မှ League ကနေပြီးတော့ AACC ဝင်နိုင်တဲ့သဘောတရားမှာရှိနေတဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ် pressure ကတော့ Man City ကဘုံမောင်းတဲ့အဲ့ဒီပွဲစဉ်39မှာရှိမယ် Arsenal ကတော့မနေ့ပြန်ကစားမယ် West Ham မှာရှိမယ်အဲ့နှစ်ပွဲရအဖြစ်ပဲတကယ်လို့ Arsenal ဒါမနေ့ပြန်နိုင်သွားလို့ရှိရင်တော့ Man City ဒီနေ့ရဖို့တိတ်တော့မလွယ်တော့ဘူးလို့ကျွန်တော်ထင်တယ်တကယ်လို့ Arsenal ချီချော်ခဲ့လို့ရှိရင်တော့ဂျာယက်မှာ Palace နဲ့ပွဲမှာအနိုင်ကစားနိုင်ရင်တော့ goal difference အဖြစ်လဲMan City ကအမှတ်ပေးစရာကိုပြန်ဥဆောင်နိုင်မယ်အဲ့လိုဆိုရင်တော့လက်ကျန် FA Final အပြီး FA Final မှာရလက်ဒီပါတွေကောင်းလို့ရှိရင်တော့နောက်ဆုံးနှစ်ပွဲကိုတွန်းကန်ပေါ့ဒါဆိုရင်တော့ Man City မှာ chance ရှိသေးတယ်ဘာဖြစ်ဖြစ် Premier League ရဲ့ဒီနေ့Title Race ကတကယ်ကြီးလို့ကောင်းပါတယ် Arsenal အသာစီးရမယ်လို့ထင်ထားတဲ့အနေထားကနေ City ကပြန်လိုက်လာတယ် City ဘက်ကလိုက်နေနဲ့ခြေချော်တယ် Arsenal ကနည်းနည်းလေးပြတ်သွားတယ်ပြီးတော့ Arsenal ရုတ်တရက်အဲ့လို moment တစ်ခုမှခြေချော်သွားတဲ့အချိန်မှာ head to head မှာ City ကပြန်အနိုင်ယူပြီးတော့ဂျာယက်ပွဲလဲနိုင်ရော Burnley နဲ့ပွဲလဲနိုင်ရောအမှတ်တူတယ်ဂိုးတာနဲ့ Man City အပေါ်ပြန်ရောက်သွားတယ်တိတ်မကြဘူး Everton ကိုခြေချော်တယ်အဲ့မှာ Arsenal ရဲ့တစ်ဖက်မှာဂိုးတွေသွင်းတဲ့ Champions League Final တွေတက်တယ်ဆိုတော့ Arsenal ဘက်အလေးတာတယ်ဒီနေသားမှာ City ကသူတို့အယိုင်မခံမဲနဲ့ကိုယ့်အလုပ်ကိုလုပ်ပြသွားတယ်ပေါ့ဆိုတော့ဒါမနေ့ပြန်ကတော့ Premier League ရဲ့အကောင်းဆုံးဘူလူပွဲတစ်ပွဲကိုကျွန်တော်တို့ကြည့်ရဖို့ရှိပါတယ်ဆိုတော့ Man City ကတော့ဒီနေ့ပွဲစဉ်မှာဘာမှတိတ်ပြီးတော့အမှားမရှိခဲ့ဘူးကစားပုံအပြည့်လည်း perfect ဖြစ်တယ်ကျွန်တော်ကတော့ဂျိုတင်မန်ဆာထားတဲ့အတိုင်းပဲဒီပွဲမှာ Everton နဲ့ပွဲမှာခြေချော်ခဲ့ပေမဲ့လည်းကျွန်တော်ရဲ့ prediction တွေမှာဆိုကျွန်တော်ကလုံးဝ Brentford ကိုဂိုးပါမပေးထားတဲ့အနေဒါ Man City ဂိုးပြတ်အနိုင်ကိုပြတ်သားကိုကျွန်တော်ခံမှန်းထားတာဘာဖြစ်လို့လဲဆိုတော့မှန်တယ် Everton နဲ့ပွဲမှာ3ဂိုးပေးလိုက်ရတယ်အမှားယွင်းနေရှိခဲ့ဒါပေမဲ့ Man City ဒီညီကိုတွေသိတဲ့အတိုင်းပဲ International break မတိုင်ခင်ဒီ Arsenal နဲ့ Carabao Cup မှာကန်ကဒေးကကိုခန်းစစ်ပိုင်းရတကယ် solid ဖြစ်နေပြီဆိုတော့သူတို့ဒီကြားထဲမှာပေးကိုက4ဂိုးဗျာ Southampton နဲ့နေ့ကတော့အရန်အသင်းဆိုတော့ထားပါတော့ဒီ first team နဲ့4ဂိုးပေးရတယ် Everton 3ဂိုး Arsenal 2ဂိုး Arsenal နဲ့နေ့က2ဂိုးက
အဲ့ဒီဂိုးသမားဒေါ်နာရိုမာအမှားဖြစ်တာ Everton နဲ့နေရာပထမခြေပါကိုကလည်းဂွီရဲ့လူပေးမှတဲ့ back pass အမှားကနေဖြစ်တာဆိုတော့အဲ့အမှားကနေကြုံပြီးတော့15မိနစ်တွင်းမှာ3ဂိုးပေးလိုက်ရတာတကယ်တမ်းပြန်တွေးကြည့်ရင်တော်တော်နှမျိုးမကောင်းတဲ့ပွဲစဉ်မှာအဲ့ moment ခဏလေး15မိနစ်မှာအာယုံစူးစိုက်မှုလွတ်သွားတဲ့အချိန်မှာဆုံးရှုံးရတဲ့အမှတ်တွေကတစ်နှစ်စာလုံးစူးစမ်းခဲ့သမျှတဲတဲ့ရည်တော့ဖြစ်သွားစေနိုင်တဲ့အမှားမျိုးဖြစ်သွားတယ်ဒါပေမဲ့ပုံမှန် normally အဖြစ်တော့အထူးသဖြင့်အိမ်ဝင် ED ဟတ်မှာဆိုရင် CD ခံစစ်ကဂိုးသွင်းရတော်တော်လေးခက်ခဲပါတယ်ဒေါ်နာရိုမာ clean sheet ရတဲ့ပွဲစဉ်တွေရဲ့အများစုကလည်းအိမ်ဝင်ပွဲစဉ်တွေမှာပဲများတယ်ဆိုတော့တစ်ဖက်က Brentford ကပြန်ကြည့်ရလဲအဝေးကွင်းပွဲစဉ်သူတို့ရဲ့ဂိုးသွင်းနှုန်းကဘလို့မှအားရစရာမရှိဘူး United နဲ့လောလောလတ်အသင်းကြီးပွဲစဉ်အားဖြင့်တွက်ကြည့်လို့ရှိရင် United နဲ့ပွဲမှာတကူရတယ်88မိနစ်ကြာမှာအဝေးကန်ချက်အဲ့ဒါလွဲလို့ရှိရင် chance တွေတော့ရတယ်ဒါပေမဲ့အသုံးမချနိုင်ဘူးအဲ့ဒီပွဲကိုဖယ်ပြီးကြည့်လိုက်ရင်သူတို့ Chelsea ကိုလည်း 2-0 နဲ့ Stamford Bridge ဒီနေ့ Chelsea ကိုရှုံးတယ်ဒီနေ့စပါးကိုလည်း 2-0စပါးကွဲမှာရှုံးတယ်အာဆင်နယ်ကိုလည်း 2-0အာဆင်နယ် Emirates ကိုမှာရှုံးတယ်ဆိုတော့အနိုင်ဆုံးအဝေးကွင်းမှာအသင်းကြီးနဲ့တွေ့လို့ရှိရင်အနိုင်ဆုံး2ဂိုးပြတ်လောက်ရှုံးတာ Brentford ရဲ့ဝိသေသလိုမျိုးကိုတွားဖြစ်နေရပါဒီနေ့ပွဲစဉ်မှာလည်းအဲ့လိုပုံစံပဲတချို့ moment လေးမှာနည်းနည်းလေးအန်နီရပေးနိုင်တယ်အထူးသဖြင့်ဒုတိယပိုင်းအစလိုအနေထားမှာနည်းနည်း CD ကစားကွက်တည်မရသေးတဲ့အချိန်မှာနည်းနည်းတိုက်စစ်ကိုအားပြုပြီးတော့ဒုက္ခပေးနိုင်တဲ့ moment လေးရှိပေမဲ့လေတပွဲလုံးအတိုင်းတာရတော့ကြည်နေ Man City ပဲဒီပွဲကိုနိုင်သွားလိမ့်မယ်ဆိုတဲ့ခံစားချက်ကိုရပထမပိုင်းမှာလည်း chance တွေရတယ်အများကြီးပဲအထူးသဖြင့် City ရဲ့ဒီပန်းဝင်ကာလမှာဒိုကူရဲ့ခြေစွမ်းမှာတော်တော်လေးအတိမတ်ပြုရမှာပဲဂျာရာသီအစကာလမှာဟာလန်ဂျာကာလမှာချာကီအစွမ်းပြတယ်တိုက်စစ်အားပြပေါ့နော်ချာကီအစွမ်းပြတဲ့ကာလရှိတယ်ဒီကာရာဝမ်ကပ်ယူတဲ့ကာလမှာနောက်ပိုင်းမှာချာကီကနည်းနည်းလေးပြန်ငုတ်သွားတဲ့အချိန်မှာဒိုကူက step up လုပ်ပေးတာတွေ့ရတယ် Everton နဲ့ပွဲမှာနောက်ဆုံးမိနစ်ဒီဂျကုံချက်ကဲတမတ်ရအောင်လုပ်တဲ့သူအပြင်းထန်အောင်ပွဲခံတယ်ဒီနေ့ပွဲစဉ်မှာလည်းအသင်းအတွက် unlock ပေါ့နော်ဒီဂိုးရဖို့ခက်ခဲနေတဲ့ဂိုးရဖို့အတွက်မလွယ်ဖြစ်နေတဲ့ပု္ပ္ပစာကိုသူက unlock လုပ်ပေးသွားတယ်ဖြည့်ရှင်းပေးသွားတယ်သူ့ရဲ့တွင်းကိုနဲ့တွင်းကိုကလည်းဒိုကူသွင်းတဲ့ဂိုးတွေကလည်းဂိုးတိုင်းဟဲ့တော်တော်လေးလှတယ်အဲ့ဒီချက်ကလည်းထူးကြတယ် Everton နဲ့နေရနှစ်ကူးစလုံးကလည်းပြည့်ရစရာမရှိဒီနေ့ဂိုးကလည်းတကယ် quality အားဖြင့်ကောကန်သွားတဲ့ technique အရာရောpower အားဖြင့်ဘာမှအပြစ်ပြောစရာမရှိတကယ်ကောင်းတယ်ဂိုးမရခင်အချိန်မှာလည်းဒိုကူရဲ့အဲ့ဒီသူ့ရဲ့ဘယ်ချမ်းမှာ movement တွေကအတိုးအလုပ်တွေက Brentford နောက်တန်းကိုတော်တော်လေးရိုင်စီတယ် defensive shape ကဒိုကူဘက်မှာ2ယောက်3ယောက်လောက်အမြဲတမ်းပေးထားတယ်ဆိုတော့ပထမပိုင်းတစ်ပိုင်းလုံးမှာအဲ့လိုတွေဖြစ်ပြီးဂိုးမရတဲ့အနေအထားမှာ City ကဒုတိယပိုင်းမှာလူစားအပြောင်းလဲလုပ်တယ်အဲ့အပြောင်းလဲတွေကလည်းပွဲကိုအသာစီးရသွားစေတယ်ဒါပထမဂိုးကတော့ဝင်လာပြီးချင်းဖြစ်တဲ့အတွက်အဲ့ tactical change ရောက်လို့တော့တိတ်မပြောချင်ဘူးဒါပေမဲ့နောက်ပိုင်း2ဂိုးတွေကဒီဟာတွေရဲ့ impact တွေအများကြီးပါတယ် Guardiola ထိုးနှက်တဲ့ပုံစံကတော့ Brentford ကဒီနေ့ပွဲစဉ်မှာသူတို့ကွင်းလယ်မှာ Chucky ကိုလုံးဝလှုပ်မရအောင် control လုပ်ထားတယ် Man City ရဲ့ဘောလုံးထွက်မဲ့လမ်းကြောင်း Chucky လို့ယူဆပြီးသွားတယ်ပိုဆိုးတာတကွာမန်ညိုကနောက်ပိုင်းပွဲစဉ်တွေမှာနည်းနည်းခြေစွမ်းသိမ့်မပြနိုင်စီးတီကဘယ်ချမ်းကိုပဲအားပြုပြီးဆော့ပြီးတော့ဆမ်မန်ညိုဘက်ကနေဒီ attacking လမ်းကြောင်းတွေကတိတ်ပြီးတော့မပွင့်နေဘူးဆိုတော့ဒီအနေထားကိုဂွာဒီယိုလာကွင်းလယ်ပိုင်းကိုပြင်ဆင်ပြီးလုပ်တယ်အဲ့တော့ကွင်းလယ်ပိုင်းနဲ့ပတ်သက်ရင် Rodri ကညီကိုရီသိတဲ့အတိုင်းပဲ Arsenal နဲ့ဒီCarabao Cup sorry ဒီ Arsenal 2-1 နဲ့နိုင်တဲ့ပွဲအပြီးမှာ Rodri ဒဏ်ရာရသွားတယ်ဒဏ်ရာရသွားပြီးတဲ့အချိန်မှာလည်း Guardiola ကွင်းလယ်ကိုအမျိုးမျိုးသူစမ်းနေတယ်ဆိုတော့ Burnley နဲ့ပွဲစဉ်မှာဆို O'Reilly ကိုကွင်းလယ်မှာထားတယ် Ainuri ကို left back မှာထားပြီးတော့စမ်းတယ်Southampton နဲ့ပွဲစဉ်တွေမှာဆို Nico Gonzalez တို့အုပ်စုနဲ့စမ်းတယ် Bernardo Silva ကိုမထည့်ဘဲနဲ့ပေါ့ Nico Gonzalez တို့နဲ့စမ်းတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလည်း Bernardo Silva နဲ့ Nico Gonzalez တွဲတယ် Kovacic ကလူစားဝင်တယ်ဒီပွဲစဉ်မှာကျတော့သူ Reinders နဲ့ထပ်ဆန်းလာတယ်ဆိုတော့ Rodri ရဲ့နေရာကိုတော့အခုထိခဏမငြိမ်သေးဘူးပေါ့ဒီနေရာကို Bernardo Silva ကိုတည်ပြီးတော့ Rodri ရဲ့ကွက်လက်ကိုသူဖြည့်ဖို့ကြိုးစားနေတယ် O'Reilly Nico Gonzalez Reinders Kovacic ပေါ့ဒီ၄ယောက်ကိုသူနည်းနည်း rotation နဲ့သုံးပြီးတော့အလုတ်လုံနေတဲ့ပုံစံမျိုးကိုတော့မြင်ရတယ်အဲ့တော့နောက်ပွဲစဉ်ကတော့ ဒီနေ့က Reinders ဆော့ရတာဖြစ်တဲ့နောက်ပွဲစဉ်မှာတော့တခြားကစားသမားတွေပြန်ပြီးအခွင့်အရေးရမယ့်ပွဲစဉ်လို့တော့ကျွန်တော်တို့မြင်တယ်ဘယ်သူပဲဆော့ Rodri ရဲ့ impact ကိုတော့တဝက်တောင်မမီဘူးအဲ့ဒါကတော့သိကြတယ်အဲ့တော့ကြောင့် Bernardo Silva လို့ဆိုနည်းနည်း over workload ဖြစ်ပြီးတော့ရုံရတဲ့အပိုင်းတွေရှိတယ်အထူးသဖြင့်ကွင်းလယ်မှာ၄ယောက်ကပုံစံကျွန်တော်အမြင်ပေါ့နော် Rodri မပါရင်အစော့တင်ဆုံးကစားသမားကတော့ Bernardo Silva နဲ့ complementary အဖြစ်ဆုံးက Kovacic ပဲ Kovacic ကအငြိမ်ကစားတယ် ball distribution တွေကောင်းတယ်ပြီးခဲ့တဲ့ Everton နဲ့ပွဲမှာ center တည်ပြီး Haaland ကိုပေးလိုက်တဲ့ passing တွေလိုမျိုးက Kovacic စီမှာအဲ့လိုတစ်ချက်ကောင်းထိရောက်တဲ့လက်နက်ကလေးတွေရှိတတ်တယ်ဆိုတော့ Reinders ကကြတော့ဘောလုံးကန်ပြီးတော့unprotect
တော်တော်လေးအားနေတယ်နီကိုကွန်ဆာလက်ကလည်းအဖြတ်ကိုအားတန်တယ်တိုက်ဆက်ကနည်းနည်းလေးယော့သွားတဲ့ပုံစံလိုမျိုးတွေ့ရတယ်ဆိုတော့အဲ့လိုမျိုးမှာဆိုရင်တော့တကယ် fitness ပြည့်နေမယ်ဆိုတော့ Kovacic ကအကောင်းဆုံးကွင်းလေအတွဲဖက်ဖြစ်မယ်လို့ကျွန်တော်ကပို့ထင်တယ်အဲ့တော့ဒါဒီနေ့ပွဲစဉ်မှာဆိုရင်တော့ဂိုးရပြီးတဲ့အချိန်မှာတော့ City ကနောက်ထပ်ဂိုးတွေအတွက်တော့အရင်ခက်အလုံးမလုံးလိုက်ရပါဘူးဒီချက်ကလည်းတော်တော်လေး Man City အတွက်အားတာသွားစေတဲ့အချက်လို့ပြောလို့ရမယ်ထင်တယ်အထူးသဖြင့်ဒါဒီနေ့ရှေ့တန်းမှာဂိုးတွေရသွားတဲ့ဒိုကူဟာလန်အတွက်ပေါ့ goal contribution တွေမှာတော့ဒီနှစ်ယောက်ကိုလုံးဝဖျောက်ထားလို့မရတဲ့အတီးရောနှစ်ယောက်ကအစွမ်းပြနေရလို့ပြောလို့ရဘန်လီနဲ့ပွဲဂိုးရတယ်ဟာလန်ရဲ့အစွမ်းရနေပဲဒီ Man City နဲ့ပွဲစဉ်မှာရတဲ့ဂိုးတွေဆိုလဲဟာလန်တို့ဒိုကူတို့ O'Reilly တို့ဒီကစားသမားတွေရဲ့ link နေရနေပဲဒီ Arsenal နဲ့ပွဲစဉ်မှာဆိုလဲအဲ့ရနေပဲဂိုးတွေရခဲ့တယ် Everton နဲ့ပွဲဒိုကူ2ဂိုးပြီးတော့ဟာလန်1ဂိုးပေါ့နော်ဒီကအတွဲဖက်တွေပဲအခုလဲဟာလန်ကပထမဂိုးကတော့ဒိုကူသူ့အတူသွင်းတယ်ဒုတိယဂိုးကဟာလန်သွင်းတယ်တတိယဂိုးကဟာလန် assist လုပ်တယ်ဆိုတော့အဓိက City ရဲ့ main man 2ယောက်ကတော့ဒိုကူနဲ့ဟာလန်ပန်းအဝင်မှာတော်တော်လေးအလုပ်ဖြစ်နေတဲ့အတွဲဖက်လို့ပြောလို့ရမယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့မနေ့ကလို့Everton နဲ့နေ့ကလို့ခံစစ်အမားယွန်းနေလေ Man City ကတိတ်မတွေ့ရဘူးအထူးသဖြင့်လူစားအပြောင်းလဲလုပ်လိုက်တဲ့အချိန်မှာ Foden မာမုရှ်ကပေါ့ဒီနေ့ကဝင်လာတယ် Chucky ကိုလဲပြီးတော့ Foden နဲ့ Montero ပုံစံမျိုးဆော့တယ်မာမုရှ်ကတော့အဲ့လို overload ထည့်ပြီးတော့ထပ်တိုက်တဲ့ပုံစံမှာမာမုရှ်က striker လုံးဝတီးသန့်ပုံစံဆော့တာမဟုတ်ဘဲနဲ့ဘယ်ရောညာရောအကုန်လုံး striker နေရာ3နေရာလုံး versatile ဖြစ်နေကစားသွားတယ်အထူးသဖြင့်တော့ Semenyo ဘက်ကိုသူကoverload ထည့်ပြီးတော့ Brentford တိုက်စစ်ကိုဖြိုခွင်းမှုစ조사တဲ့ပုံစံမျိုးသွားတာပေါ့ဆိုတော့အဲ့ဒီချက်ကလည်းနောက်ဆုံးတတိယဂိုးမှာဆို Brentford နောက်တန်းနည်းနည်းလေး space တွေပေါ်နေတဲ့အချိန်မှာဟာလန်နဲ့မာမုရှ်ကောင်းကောင်းအလုပ်လုပ်ပြပြီးတော့ဂိုးတွေပါအရယူပြသွားတယ်ဆိုတော့ Man City အတွက်ကတော့အများကြီးပြောစရာမရှိဘူးကြိုတင်ခံမှန်းထားတဲ့အတိုင်းပဲအိမ်ဝင်းမှာ3မှတ်ကောအမားရမခံတဲ့စိတ်တက်ကောဒီပြီးခဲ့တဲ့ပွဲစဉ်ကခြေချော်မှုကိုပြန်ပြီးဆယ်နိုင်တဲ့အချက်တွေရောတိုက်စစ်ကစားသမားတွေအစွမ်းပြတဲ့ခံစစ်က clean sheet ရတယ်ဆိုတော့ဘာဖြစ်ဖြစ်ပြိုင်ဘက်အမှားကိုစောင့်ရမယ် competition မှာကိုယ့်အလုပ်ကိုတော့စောစောစီးစီးဒီတပွဲတော့ဖြတ်ကျော်လိုက်နိုင်ပြီလို့ပြောလို့ရမယ်အဲ့တော့ Arsenal နိုင်တဲ့အပြီးမှာ Everton နဲ့ပွဲခလုတ်တိုက်တာဒီနောက်ဆုံးအချိန်သာဖြစ်မယ်ဆိုရင်တော့ Man City မှာလည်းအခွင့်အရေးတိတိလေးတော့ကျန်နေသေးတယ်အဲ့တော့ City အနေနဲ့လက်ကျန်ပွဲစဉ်တွေမှာတို့အမှားရမရှိရှေ့ဆက်နိုင်ဖို့ပဲစူးစမ်းရမှာပေါ့ဆိုတော့ညီကိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲ Man City ရဲ့လက်ရှိကစားဝါပုံနဲ့ယာတီသိန်းအချိန်นี้လက်ကျန်ပွဲစဉ်အနေထားတွေပေါ့ဘယ်လိုမြင်လဲကို့အမြင်အောက်က comment ထဲမှာဆွေးနွေးခဲ့လို့ရပါတယ်ကြည်ပေးညီကိုတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးမရှိပါ